ဇလန်လေးကကမ္ဘာအန်ရဲ့ရှိဆုံးအကျဉ်းထောင်တွေကတစ်ခုဖြစ်တဲ့ဘယ်ဘူးဘိုလဘုတ်အကျဉ်းထောင်တွေကနေစတင်ထားပါတယ်။ဒီထောင်ထဲမှာတော့သူတို့ရဲ့စွမ်းအားတွေကိုကောင်းတဲ့နေရာမှာမသုံးဘဲရာဇဝတ်မှုတွေပဲကျူးလွန်ခဲ့ကြတဲ့စူပါပါဝါရှင်တွေကိုချုပ်နှောင်ထားတာပါ။အဲ့ဒီထဲမှာပြစ်မှတ်ကိုဘယ်တော့မှမလွဲအောင်ပြစ်ခတ်နိုင်တဲ့လက်ဖြောင့်ဆွဲကင်ရှင်စက်မှလည်းပါဝင်ပါတယ်။နောက်ပြီးစာမဖက်တတ်ပေမဲ့ထူးထူးခြားခြားစာအုပ်စုဆောင်းရတာကိုဝါသနာပါတဲ့တန်မာလာတဲ့တရဝကြီး King Shark ကိုလည်းတွေ့ရမှာပါ။ဒီအချိန်မှာပဲထောက်လှမ်းရေးအရာရှိအမန်ဒါဝေါ်လာကစူပါပါဝါရှိတဲ့ရာဇဝတ်သားတွေနဲ့အထူးအဖွဲ့တစ်ခုဖွဲ့စည်းဖို့စီစဉ်ပါတော့တယ်။သူမကအကျဉ်းသားတွေကိုဒီမစ်ရှင်မှာပါဝင်မယ်ဆိုရင်ထောင်ဒဏ်10နှစ်လျှော့ပေးမယ်ဆိုတဲ့ကန့်လန့်ချက်နဲ့စီယုံပါတယ်။အကျဉ်းသားတွေခန့်များလဲတခြားရွေးချယ်စရာမရှိတာမို့သဘောတူလိုက်ကြရတာပေါ့။ဒါနဲ့ပဲအမန်ဒါဟာ Task Force လို့ခေါ်တဲ့အဖွဲ့ဝင်10ရောက်ပါတဲ့အဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။သူတို့ကိုလူသိများတာကတော့ Suicide Squad ကိုတေချောင်းချန်စီမဲ့အဖွဲ့လိုပဲဖြစ်ပါတယ်။ဒါပေမဲ့အမန်ဒါကသူတို့ကိုလုံးဝမယုံကြည်ပါဘူး။သူတို့ကိုထိန်းချုပ်နိုင်ဖို့အတွက်ခေါင်းထဲမှာဖောက်ခွဲရေးပစ္စည်းတွေထည့်သွင်းထားပြီးအမိတ်မနာခံရင်ခလုတ်တစ်ချက်နဲ့ယုံနဲ့ချက်ချင်းခေါင်းပေါက်ကွဲတည်သွားအောင်စီမံထားတာပါ။ဒီအဖွဲ့ကိုတော့ Captain Rick Flag ကဦးဆောင်ပြီးဒီအဖွဲ့ထဲမှာတာမန်ထက်ထူးကဲသူတွေရာဇဝတ်သားတွေအပြင်ဂျိုသားတွေတောင်ပါဝင်နေတာပါမစ်ရှင်အစားအမန်ဒါကသူတို့လုပ်ရမယ့်မစ်ရှင်ကိုရှင်းပြပါတယ်အမေရိကန်တောင်ဘက်ကကျွန်းနိုင်ငံလေးတစ်ခုမှာအရင်ကဟရမီသားစုကအုပ်ချုပ်ခဲ့ပေမဲ့အခုတော့ဗိုလ်ချုပ်ဝနကအာဏာသိမ်းပြီးသမ္မတအဖြစ်ကြီးညာထားတာပါဗိုလ်ချုပ်ဝနရဲ့တခုတည်းသောရည်မှန်းချက်ကအမေရိကန်ကိုဖျက်ဆီးဖို့ဖြစ်ပါတယ်အဲ့ဒီကျွန်းပေါ်ကဂျာဖလန်လို့ခေါ်တဲ့လှုပ်ဝက်သူတွေတနဌာနမှာဂျိုသားတွေကိုတုံးပြီးအန္တရာယ်ရှိတဲ့စံတက်မှုတွေလုပ်နေတာပါအဲ့ဒီအရာတွေလူသိရှင်ကြားဖြစ်သွားရင်တကမ္ဘာလုံးအန္တရာယ်ရှိနိုင်တာကြောင့် Suicide Squad ရဲ့တာဝန်ကအဲ့ဒီဂျော်ဒန်နဲ့မျောစင်ကိုဖျက်ဆီးပစ်ဖို့ပဲဖြစ်ပါတယ်။ Mission Star နဲ့သူတို့အဖွဲ့ဟာဟယ်လီကော်ပတာနဲ့ကျွန်းစီကိုဦးတည်သွားကြပါတယ်။ရန်သူမသိအောင်တန်းချီမရောက်ခင်ပင်လယ်ထဲကိုတယောက်ချင်းစီခုန်ဆင်းကြရပါတယ်။ဒါပေမဲ့အစကတည်းကကံမကောင်းတာကဝေးစောဟာရေမကူးတတ်တဲ့အတွက်ခုန်ချလိုက်တာနဲ့ရင်းနစ်တွေဆုံးသွားပါတော့တယ်။ကျန်တဲ့အဖွဲ့ဝင်တွေကမ်းခြေရောက်တဲ့အခါမှာလည်းအခြေအနေတွေကလွဲချော်ကုန်ပါတယ်။ Blackbird ကအဖွဲ့ကိုတစ္ဆာဖောက်ပြီးဗိုလ်ချုပ်ဝနစီသတင်းပေးထားတာပါ။လူနေရဲ့စစ်တပ်ကဝိုင်းထားတဲ့အတွက် Blackbird ကအရင်ဆုံးအသက်ခံလိုက်ရပြီးကျန်တဲ့အဖွဲ့ဝင်တွေလည်းတယောက်ပြီးတယောက်ရဲရဲဆက်ဆက်ချေမှုန်းခံလိုက်ရပါတယ်။သူတို့ရဲ့စွမ်းအားတွေနဲ့ပြန်တိုက်ပေမဲ့ရန်သူကြီးစံတွေကိုမရှင်နိုင်ခဲ့ပါဘူး။ Dick ဆိုရင်သူ့လက်မောင်းတွေကိုဖြုတ်ပြီးတိုက်ခိုက်ခဲ့ပေမဲ့အလကားပါပဲအပြစ်သက်ခံလိုက်ရပါတယ်။အသင်းဖော်တွေတေကုန်တာကိုမြင်လိုက်ရတဲ့7ဟာအရန်ကြောက်လန့်ပြီးထွက်ပြေးပါတော့တယ်။အမန်ဒါဝေါ်လာကပြန်လာဖို့အမိန့်ပေးပေမဲ့လူကနားမထောင်ပဲဆက်ပြေးနေတာအကြောင်းအမန်ဒါကခလုတ်ကိုနှိပ်လိုက်ပြီး7ရဲ့ခေါင်းကိုဖောက်ခွဲပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပထမအဖွဲ့တွေက Harley Quinn နဲ့ Rick Flag ကလွဲလို့အားလုံးတေဆုံးသွားခဲ့ပါပြီ။ Harley Quinn ကတော့ရန်သူလက်ထဲဖမ်းဆီးခံလိုက်ရပြီး Rick Flag ကတော့ကျုံးပေါ်ကတော်လန်ရေးအဖွဲ့တွေစီရောက်သွားခဲ့ပါတယ်။ဒုတိယအဖွဲ့ team တကယ်တော့ဒါတွေအားလုံးဟာအမန်ဒါရဲ့အကွက်ထဲကအတိုင်းပါပဲ။ပထမအဖွဲ့ဟာအသက်ရှင်ဖို့အခွင့်အလမ်းနဲ့မှန်သူတည်ပြီးသားမို့လို့ဒုတိယအဖွဲ့ team ဘာကိုလှုပ်ဝက်ပြင်ဆင်ထားခဲ့တာပါ။ဒီအဖွဲ့ထဲမှာတော့ Bloodsport Peacemaker Polka Man King Shark နဲ့ Ratcatcher နဲ့ဆိုတဲ့ main ကလေးငယ်လေးတို့ပါဝင်ပါတယ်။ Bloodsport ကတည်ငြိမ်ပြီးဆုံးဖြတ်ချက်မှန်မှန်ချနိုင်သူမို့သူ့ကိုအဖွဲ့ကောင်းဆောင်ခံထားတာပါ။ညဖက်တော်ထဲမှာစခန်းချနာနေတော့ King Shark ကဗိုက်စာလာပြီး Ratcatcher နဲ့ကိုစားဖို့ကြိုးစားပါသေးတယ်။အဖွဲ့သားတွေကဝိုင်းထားကြလို့ King Shark တေးလူနီးပါးဖြစ်သွားပေမဲ့အမန်ဒါကတားလိုက်ပါတယ်။ King Shark ကအားကောင်းဆုံးဖြစ်လို့အဆုံးရှုံးမခံနိုင်လို့ပါ။ Ratcatcher က King Shark ကိုငါတို့ကတငယ်ချင်းတွေလေတငယ်ချင်းကိုစားမလို့လားလို့နူးနူးညံ့ညံ့ပြောပြတဲ့အခါမှာတော့ King Shark လည်းနားလည်သွားပြီးပြန်တောင်းပန်ခဲ့ပါတယ်။အဲ့ဒီနောက်အမန်ဒါက Bloodsport စီကို Rick Flag ရဲ့တီးနေရာပို့ပေးလိုက်ပြီး Rick Flag ကိုအရင်ကပါလမ်းမှာတွေ့သမျှရန်သူမှန်သမျှအကုန်ရှင်းပစ်ခဲ့လို့အမိန့်ပေးလိုက်ပါတယ်။ Bloodsport တို့အဖွဲ့ဟာရန်သူစခန်းကိုဝင်စီးပြီးတယောက်ချင်းစီကိုတိတ်တဆိတ်တစ်ဖြက်က Rick Flag ရှိရာအဆောက်အဦထဲကိုဝင်သွားကြပါတယ်။ဒါပေမဲ့သူတို့မြင်လိုက်ရတာကတော့Rick Flag ဟာအကျဉ်းသားဘဝနဲ့မဟုတ်ပဲတော်လန်ရေးအဖွဲ့တွေနဲ့အေးအေးဆေးဆေးလက်ဖက်ရည်တောက်နေတာကိုတွေ့လိုက်ရလို့အားလုံးအံ့အားသင့်သွားကြပါတော့တယ်။တပုံကောင်းဆောင်ဆိုရဲနဲ့ပတ်သက်တဲ့အမှန်တရားတွေပေါ်ပေါက်လာခဲ့ပါတယ်။တကယ်တော့ဆိုဟာလည်း General Luna ကိုတေးစေချင်နေတာပါ။အကြောင်းကတော့ Luna ဟာသူမရဲ့မိသားစုနဲ့တကွအပြစ်မဲ့ပြည်သူပေါင်းများစွာကိုတပ်ဖြတ်ခဲ့လို့ပါပဲ။ဆိုဟာ Hera မိသားစုပေါ်တစ္ဆာရှိသူဖြစ်ပြီးသူတို့သာလျှင်ဒီကျွန်းရဲ့တရားဝင်အုပ်ချုပ်သူတွေလို့ယုံကြည်ထားပါတယ်။ဒါကြောင့်လေ Luna ကိုအမြင့်ဖြတ်ဖို့ Rick Flag နဲ့ပူးပေါင်းခဲ့တာပါ။ဒါပေမဲ့ Bloodsport နဲ့သူ့အဖွဲ့ကဆိုရဲတိုက်ခိုက်ရေးသမားအလုံးကိုတတ်မိခဲ့ကြပါတယ်။အခြေအနေတွေဒီလိုဖြစ်သွားပေမဲ့လည်း Luna ပေါ်ထားတဲ့သူမရဲ့အမုန်းတရားကဘယ်အရာထက်မဆိုပိုကြီးမားနေစေပါ။ Luna တေဖို့ဆိုတဲ့ရည်မှန်းချက်တစ်ခုတည်းနဲ့တင်ဆိုဟာ Suicide Squad အဖွဲ့နဲ့ပူးပေါင်းဖို့သဘောတူလိုက်ပါတယ်။နောက်ထပ်မြင်ကွင်းတစ်ခုမှာတော့ Project Starfish ရဲ့ထိပ်တန်းသိပ္ပံပညာရှင်သိက္ခာနဲ့မိတ်ဆက်ပေးထားပါတယ်။သူဟာညရည်ထက်မြက်အောင်ခေါင်းမှာထူးဆန်းတဲ့စက်ပစ္စည်းတွေတက်ဆင်ထားသူပါ။ Thinker က General Luna ကိုရှင်းပြတာကတော့သူဟာလွန်ခဲ့တဲ့နှစ်ပေါင်း30ကတည်းကအာကာသထဲကရောက်လာတဲ့ထူးဆန်းတဲ့ကျင်ငါ Starfish ဂျိုသားကြီးကိုလေ့လာနေခဲ့တာဖြစ်ပါတယ်။ဒီတရဝါဟာတာမန်ကျင်ငါတွေနဲ့မတူပါဘူး။သူ့ကိုရန်ပြုလာရင်တင်းငယ်တဲ့ကျင်ငါလေးတွေကိုအမြောက်များထုတ်လုပ်ပြီးလူတွေရဲ့မျက်နှာပေါ်မှာကတ်တွယ်စေပါတယ်။အဲ့ဒီအခါလူတွေရဲ့အသိစိတ်ကိုထိန်းချုပ်ပြီးစိတ်ကြိုက်ခိုင်းစေနိုင်တာပါ။ထိန်းချုပ်နိုင်တဲ့လူဦးရေများလေလေဒီကျင်ငါကြီးကပိုတမ်းမှလာလေလေပါပဲ။ Thinker ကသူတယောက်တည်းသာဒီတရဝါကိုထိန်းချုပ်နိုင်တယ်လို့ကြွားဝါပြောဆိုပါတယ်။ဒါကိုကြားတဲ့အခါ General Lana ကအဲ့ဒီဂျိုသားကိုလက်နက်တပွဲအသုံးချပြီးဒီကျွန်းတင်မကတကမ္ဘာလုံးကိုသိမ်းပိုက်ဖို့စီစဉ်ပါတော့တယ်။တစ်ချိန်တည်းမှာပဲ Harley Quinn ဟာ General Lana ရဲ့ဖမ်းဆီးခြင်းကိုခံထားရပါတယ်။ဒါပေမဲ့သူ့လူတွေက Harley ကိုလှပတဲ့အဝတ်စားတွေဝတ်ပေးပြီး Lana စီခေါ်သွားခဲ့ပါတယ်။ Lana က Harley ကိုမင်းအမေရိကရဲ့ရက်စက်မှုကိုတိုက်ပွဲဝင်ခဲ့တယ်လို့ပဲငါတို့ပြည်သူတွေကလည်းမင်းကိုသူရဲကောင်းတယောက်လိုမြင်ကြတာလို့ပြောပါတယ်။မကြခင်မှာပဲသူတို့နှစ်ယောက်အချိန်တွေအတူတူကုံဆုံးရင်းရင်းနှီးသွားကြပြီး Harley တယောက်သူနဲ့တူပျော်ရွှင်စရာမိသားစုဘဝလေးကိုတောင်စိတ်ကူးရင်မိသွားပါတယ်။
ဒါပေမဲ့လွန်ကငါဒီကျွန်းရဲ့သမရဖြစ်ဖို့အတွက်တပုံတွေနဲ့သူတို့ရဲ့သားသမီးတွေကိုပါတက်ပစ်ခဲ့တာလို့အေးအေးဆေးဆေးဝန်ခံလိုက်တဲ့အခါအရာအလုံးပြောင်းလဲသွားပါတော့တယ်ဟာလီအကြီးအကျယ်တုန်လှုပ်သွားပါတယ်ကလေးတွေကိုတတ်တဲ့လူမျိုးနဲ့လက်ထပ်ဖို့သူမဘလို့မှလက်မခံနိုင်ပါဘူးဒါနဲ့ပဲဟာလီဟာဘာမှစဉ်းစားမနေတော့ပဲတနက်ထုတ်ပြီးဝန်နာကိုအဲ့ဒီနေရာမှာတင်ပြစ်တက်လိုက်ပါတယ်ခဏအကြာမှာဝန်နဲ့ရဲ့စစ်ဖို့တွေဝိုင်းလာကြပေမဲ့ဟာလီရဲ့လက်ချက်နဲ့စက္ကန့်ပိုင်းတွင်အားလုံးပြုတ်ပြုံသွားပါတယ်အဲ့ဒီနောက်ဟာလီဟာအေးအေးဆေးဆေးပဲအဆောက်အုံတွေကထွက်လာပြီးတက္ကစီတစ်စီးနဲ့ထွက်ခွာသွားပါတယ်လမ်းမှာခမောင် Red Flag နဲ့သူ့ဖွဲ့ဝင်တယောက်ပြေးနေတာကိုတွေ့တော့ Harley ကကားတာပြီးဆင်းမေးပါတယ်။ Red ကမင်းကိုလာခဲ့တာလို့ပြောလိုက်တဲ့အခါ Harley စိတ်လှုပ်ရှားသွားပြီး Red ကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်ပါတော့တယ်။မကြခင်မှာပဲအဖွဲ့ဟာ Tanker ကိုပြန်ပေးဆွဲပြီး Jatlan သူ့ဒေသနာဌာနကိုလမ်းပြခိုင်းပါတယ်။သူတို့ရဲ့အစီအစဉ်ကရိုးရှင်းပါတယ်။အဆောက်အုံနှံ့မှာရန်ဘီလူတွေတက်ပြီး Project Starfish ကိုအပြီးတိုင်ဖျက်ဆီးပစ်ဖို့ပါပဲ။ Jatlan နဲ့ရောက်သွားတဲ့အခါအကျဉ်းကန်းထဲမှာပိတ်လောင်ခံထားရတဲ့အကျဉ်းသားများကြီးကိုတွေ့လိုက်ရပါတယ်။သူတို့မျက်နှာမှာကျင်ကားလေးတွေကပ်နေပြီးကျင်ကားကြီးပိုးတမ်းမအောင်အစာကျွေးတယ်လို့လှုပ်ထားတာပါ။အဲ့ဒီမှာ Tanker ကတုံ့လို့စရာအမှန်တရားတစ်ခုကိုထုတ်ပြောလိုက်ပါတယ်တကယ်တော့ Project Starfish ဟာဒီကျွန်းရဲ့ project မဟုတ်ပါဘူး။ American အာကာသယာဉ်မှူးတွေကအာကာသထဲမှာဒီကြိုသားကိုတွေ့ခဲ့တာဖြစ်ပြီး American အစိုးရကပြဿနာတက်မှာကြောက်လို့ဒီကျွန်းကိုလာပြီးလှုပ်ဝက်ဆန်းတက်နေခဲ့တာပါ။ဝမ်နန်ကအာနာသိမ့်ပြီး American ကိုမုန်းနေတဲ့အတွက်ဒီအမှန်တရားကိုကဘာကိုဖွင့်ချမှာစိုးရိမ်လို့ Suicide Squad ကိုတက်တေဖျောက်ဖို့စေလွှတ်လိုက်တာဖြစ်ပါတယ်။ Colin Rick Fly ကတော့တက်တေအထောက်အထားတွေပါဝင်တဲ့ hard drive ကိုကွန်ပျူတာထဲကနေထုတ်ယူလိုက်ပါတယ်။ Project Starfish ရဲ့အချက်လက်အပြည့်အစုံကိုရရှိသွားတဲ့ Rick Fly ဟာ American ရဲ့အမောင်ဖုံးနေတဲ့လှုပ်ဝက်ချက်တွေကိုတစ်ကမ္ဘာလုံးသိအောင်ဖွင့်ချဖို့ပြင်ဆင်ပါတော့တယ်ဒါပေမဲ့ရုတ်တရက်ဆိုသလို Peacemaker ပေါ်လာပြီးအဲ့ဒီ hard drive ကိုသူ့ကိုပေးဖို့တောင်းဆိုလာပါတယ်။ဘယ်လိုနည်းနဲ့မဆိုဒီအချက်လက်တွေကိုပြန်ယူခဲ့ဖို့ Amanda Waller ကသူ့ကိုအမိန့်ပေးထားကြောင်း Red ကိုသတိပေးရင်းသူတို့နှစ်ဦးကြားပြင်းထန်တဲ့တိုက်ပွဲတစ်ခုစတင်ပါတော့တယ်။တစ်ဖက်မှာလည်းအသက်လူရှင်တန်နေရတဲ့ Paul Goddard ဟာသူ့ခန္ဓာကိုယ်ထဲကနေအေယာမပိုကာတော့စွမ်းရည်လိုင်းတွေကိုထုတ်လွှတ်လိုက်တာကြောင့်ပောက်ကွဲမှုကြီးဖြစ်ပြီး Jatlan ရဲ့အဆောက်အုံကြီးပြိုကျသွားပါတယ်။အဲ့ဒီလိုပြိုကျနေတဲ့ကြားကပဲအချုပ်အနှောင်ခံထားရတဲ့အေယာမကျင်ငါးကြီး Starro ဟာလွတ်မြောက်သွားပါတော့တယ်။အားအင်တွေအပြည့်နဲ့လွတ်မြောက်လာတဲ့ကျင်ငါးကြီးဟာသူ့ကိုဆယ်စုနှစ်ပေါင်းများစွာနှိပ်စက်ပြီးသူတေသနာလုပ်ခဲ့တဲ့ Tanker ကိုရရဆက်ဆက်တက်ဖြတ်ပြီးပထမဆုံးလက်စားချေလိုက်ပါတယ်။ Red Flag နဲ့ Peacemaker တို့ရဲ့တိုက်ပွဲဟာလည်းဆက်လက်ဖြစ်ပွားနေပြီးနောက်ဆုံးမှာတော့ Peacemaker က Red Flag ကိုတက်လိုက်နိုင်ပါတယ်။အဲ့ဒီကြားထဲမှာ hard drive လေးမြေကြီးပေါ်ပြုတ်ကျသွားတာကို Ratcatcher နှစ်ကကောက်ယူပြီးထွက်ပြေးပေမဲ့ Peacemaker ကအမိလိုက်ပြီးတိုက်ခိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Bloodsport ရောက်လာပြီးတားဆီးဖို့ကြိုးစားပါတယ်။ Peacemaker က Bloodsport ကိုပြစ်လိုက်ပေမဲ့ Bloodsport ရဲ့ကြီးစံက Peacemaker ရဲ့ကြီးစံကိုထပ်တူကျစွာထိုးပေါက်သွားပြီးသူ့ရဲ့လက်ဘင်းကိုထိမှန်ကနေရာတင်ပွဲချင်းပြီးတေဆုံးသွားစေပါတယ်။အဆောက်အုံကြီးပြိုကျနေတော့မှပဲ Suicide Squad အဖွဲ့ဝင်တွေဟာအသက်ဘေးကနေတည်တည်လေးလွတ်မြောက်လာခဲ့ကြပါတယ်။ Jatlan ပျက်စီးသွားတာနဲ့အမျှအေယာမကျင်ငါးကြီးဟာလည်းလုံးဝလွတ်လပ်သွားပါပြီ။အဲ့ဒီတရဝါကြီးကိုတွေးလိုက်ရတဲ့စစ်သားတွေကဝိုင်းဝန်းပစ်ခတ်ကြပေမဲ့ကြီးစံတွေကဘာမှမတိုးပါဘူး။ခဏအကြာမှာတော့ကျင်ငါးကြီးဟာသူ့ခန္ဓာကိုယ်ထဲကနေကျင်ငါးလေးပေါင်းထောင်နဲ့ချီထုတ်လွှတ်လိုက်ပါတယ်။အဲ့ဒီကျင်ငါးလေးတွေဟာစစ်သားတွေရဲ့မျက်နှာပေါ်ကတ်တွဲပြီးစိတ်အာရုံကိုထိန်းချုပ်လိုက်တာကြောင့်စစ်သားတွေအားလုံးကျင်ငါးကြီးရဲ့ခိုင်းစေမှုကိုနာခံသူတွေဖြစ်ကုန်ပါတယ်။ကျင်ငါးကြီးဟာမြို့ထဲကိုလှည့်လည်ပြီးအရာရာကိုဖျက်ဆီးနေချိန်မှာ Suicide Squad အဖွဲ့စီကို Amanda Waller စီကဖုန်းဝင်လာပါတယ်။အဲ့ဒီကျွန်းပေါ်ကလူတွေအားလုံးတည်သွားရင်တော့ American အတွက်အကျိုးရှိတာမို့အားလုံးစုတ်ခွာခဲ့ဖို့သူကအမိန့်ပေးပါတယ်။ဒါပေမဲ့ Suicide Squad အဖွဲ့ကတော့အပြစ်မဲ့တဲ့လူတန်းပေါင်းများစွာကိုပြစ်မထားနိုင်တာကြောင့်ညှင်းဆန်လိုက်ပါတယ်။ဒေါသထွက်သွားတဲ့ Waller ကသူတို့ခေါင်းထဲကဘုံတွေကိုခွဲဖို့ကြိုးစားပေမဲ့သူ့ရဲ့လက်အောက်ငယ်သားတွေကပဲသူ့ကိုနောက်ကနေပြန်တိုက်ခိုက်ပြီးတတိလစ်သွားအောင်လုပ်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုယ်တိုင်လည်းလူသက်ပေါင်းများစွာကိုကယ်တင်ခြင်းလို့ပါ။အခုတော့ Suicide Squad အဖွဲ့ဝင်တွေဟာကျင်ငါးကြီးကိုတားဆီးဖို့အတူတကွပူးပေါင်းလိုက်ကြပါတယ်။ဒါပေမဲ့တရဝါကြီးကအရန်အစွမ်းထက်လွန်တာကြောင့်သူတို့ရဲ့တိုက်ခိုက်မှုတွေကတိတ်မထိရောက်ပါဘူး။အဲ့ဒီချိန်မှာ Ratcatcher နှစ်ကရှေ့ထွက်လာပြီးသူ့ရဲ့ကိရိယာကိုသုံးကကျွန်းပေါ်မှာရှိတဲ့ကြွက်တွေအားလုံးကိုဆင့်ခေါ်လိုက်ပါတယ်။တန်းနဲ့ချီတဲ့ကြွက်အုပ်ကြီးဟာကျင်ငါးကြီးပေါ်တက်သွားပြီးသူ့ရဲ့အသားတွေကိုကိုက်ခဲဖျက်ဆီးပါတော့တယ်။အဲ့ဒီချိန်မှာ Harley Quinn ကလည်းအခွင့်အရေးကိုအရယူပြီးကျင်ငါးကြီးရဲ့မျက်လုံးထဲကိုခုန်ဝင်လိုက်ပါတယ်။ကြွက်တွေကလည်းသူ့နောက်ကနေလိုက်ဝင်သွားပြီးအတွင်းပိုင်းကနေကိုက်ဖြတ်လိုက်ကြတာကြောင့်နောက်ဆုံးမှာတော့အေယာမကျင်ငါးကြီးတည်ဆုံသွားပါတော့တယ်။ကျင်ငါးကြီးတည်သွားတာနဲ့အမျှသူ့ရဲ့ထိန်းချုပ်မှုအောက်ရောက်နေတဲ့လူတွေအားလုံးလည်းပြန်လည်လွတ်မြောက်လာကြပြီးမစ်ရှင်ဟာလည်းအောင်မြင်စွာပြီးဆုံးသွားပါတယ်။ဇက်သိမ်းပိုင်းမှာတော့ဝီဆုပ်တယောက်အသက်ရှင်နေသေးကြောင်းနဲ့ Peacemaker လည်းဆေးရုံမှာပြန်လည်တတိယလာကြောင်းပြသရင်း Suicide Squad ရဲ့အနေအများလာတဲ့မစ်ရှင်ကြီးပြီးဆုံးသွားပါတော့တယ်။ဇလန်လေးကတော့ဒါပါပဲ။